နီးပြအန်ဒါဆင်ရဲ့ပွဲထွက်ဆက်တယောက်စရင်ပါဖိလစ်ပိုင်နဲ့ပွဲမှာခြေစွမ်းပြခဲ့တဲ့လူစရင်ကိုပဲအပြောင်းလဲနည်းနည်းလေးလုပ်ထားတာဖြစ်ပါတယ်အဓိကအပြောင်းလဲကတော့နောက်တက်အစုံလူနေရာမှာဇေယျလင်းပြဝင်လာခဲ့တာပါပဲငကုံးခါ2026ပြန်ပွဲရဲ့ဒီပွဲမှာတော့အနီအောင်အင်ဂျီဝက်လာဦးအသင်းကဘဲမညာကိုတိုက်စစ်စင်ရင်သူတို့ရဲ့ပထမဆုံးရမှတ်ကိုရှာဖွေဖို့ကြိုးစားနေပါတယ်လာမယ့်တီတင်းပတ်မှာမလေးရှားမှာတွားရောက်ကစားတော့မဲ့ကစားသမားစီကနေအကွက်မြင်မြင်နဲ့ထောင်ပေးလိုက်တဲ့ဘောလုံးဂိုးအေရီယာတဲ့အထိရောက်သွားခဲ့ပါပြီ1မိနစ်နဲ့15စက္ကန့်မှာတင်ပဲတောင်းတဲကိုတိတိကျကျလှလှပပကန်သွင်းယူလိုက်တာကတော့လွင်မိုးအောင်ရဲ့6ဂိုးမြောက်နိုင်ငံတကာကိုဖြစ်သွားခဲ့ပါတယ်လာအိုတို့ဘက်ကလည်းထောက်ကန်ဘောကနေအန်ရရှိလာတဲ့ဘောလုံးတစ်လုံးတင်ပေးလိုက်ပေမဲ့လက်စွမ်းပြပုတ်ထုတ်ကကွယ်သွားခဲ့ပါတယ်ဇေယျလင်းဖြိုးပဲဘောလုံးကိုရှင်းထုတ်လိုက်ရပြန်ပါတယ်ဒါပေမဲ့လာအိုတို့အချိန်ရလာပါပြီဘောလုံးကိုဂိုးအေရီယာနဲ့ပြန်တင်ပေးလိုက်တဲ့အချိန်မှာတော့လှပတဲ့လက်ထွက်မှုတစ်ခုနဲ့အတူ18မိနစ်မှာလာအိုတို့တရေကိုပြန်ရသွားခဲ့ပါပြီနန္ဒကျော်ဘောလုံးပြန်လူနိုင်ခဲ့ပြီး၄ဂိုးမြောက်ရရှိနိုင်မဲ့အခွင့်အရေးအသေးအတန်တိုးဝင်ရင်ပိုက်ထဲဝင်သွားခဲ့ပါပြီဝင်းနိုင်ထွန်းဟာဒါဝင်းနိုင်ထွန်းပါလားအိုးဘာမဆိုင်ညာမဆိုင်ကန်တင်လိုက်တာကနေရသွားတဲ့တရေကိုပါလားဗျာပွဲစတင်ကစားကလေးကတန်းပြီးဘောလုံးပေးလိုက်တယ်လို့ဖြစ်သွားခဲ့တာပါဟာအနီးတိုင်မှာဘေလီလွဲသွားခဲ့ပြီးတန်းပိုင်ထိလိုက်တာလားဒါမှမဟုတ်နန္ဒကျော်ပဲဒုတိယဂိုးဖြစ်ထိသွားတာလားလာအိုတို့ဘက်ကကြည့်ရင်တော့တကယ်ကိုပေါ့စလုံးနဲ့ဖြစ်ဆိုကိုတကူပါပဲသူ့ကိုလာပြီးပြင်းပြင်းထန်ထန်ဖျက်ထုတ်လိုက်ပါပြီဒီတစ်ချိန်မှာတော့လာအိုတိုင်လူကြီးကအသာစီးပေးလိုက်ပေမဲ့ဒေါင်းမန်းလဲကျသွားတာကြောင့်ဒါဟာတေချာပေါက်ပင်နေတီပါပဲအဝါရောင်ကပ်ပါပြတ်သားလိုက်ပါတယ်လိုင်းမပြတ်ပဲတေချာစီးထဲမှာရှိနေခဲ့တာကတော့နာတန်ဘက်ထရစ်ပါတောင်းတဲကိုအသာလေးကန်သွင်းပြီးရော်နယ်ဒူလိုအောင်ပွဲခံလိုက်တာကိုတွေ့ရပါတယ်လွင်မိုးအောင်နဲ့အတူတိုက်စစ်လန်ကြောင်းတိုင်းဘောလုံးပေးပို့နေပါတယ်ကွက်တိကျတဲ့ဘောလုံးပေးပို့မှုဒါမျိုးဆိုရင်တော့သူ900အောင်တေချာပေါက်သွင်းမှာပါဘိုးနောက်ခံလူရဲ့အနောက်ဘက်ထဲကိုလှလှပပထိုးပေးလိုက်တဲ့ဘောလုံးလာမယ့်နှစ်မှာမလေးရှားမှာတွားရောက်ကစားတော့မယ်ကစားသမားပါဘိုးနောက်ခံလူစီကနေထိုးဖောက်ဝင်ရောက်လာပြီးအနောက်တိုင်မှာနံပါတ်6ကစားသမားအခွင့်အရေးကိုအမိရဆုပ်ကင်လိုက်ပါပြီဖုံးတစ်စာမင်းဘောလုံးလက်လွတ်သွားခဲ့ပြီးကြည့်လိုက်ပါဦးအရှိန်ဟုန်နဲ့ခွန်အားကိုတုံးပြီးထိုးဖောက်ဝင်ရောက်သွားကဟက်ထရစ်ကိုရယူသွားတာကတော့ဝင်းနိုင်ထွန်းရဲ့ပထမဆုံးနိုင်ငံတကာဟက်ထရစ်ကိုပဲဖြစ်ပါတယ်ကစားဖို့တပွဲပဲကျန်တော့ပေမဲ့ဒီနေ့ပွဲမှာတော့မြန်မာအသင်းအနိုင်ရရှိသွားခဲ့ပါပြီသူတို့အတွက်ဆီမီဖိုင်နယ်တက်လန်းနိုင်မှုမျှော်လင့်ချက်တွေရှိနေတော့မှာပဲအရာအားလုံးကတော့လာမယ့်တီးတင်းပတ်ကုန်မှာကစားရမယ့်သူတို့ရဲ့ခြေစွမ်းပုံမှာပဲမူတည်နေတော့မှာဖြစ်ပါတယ်